ကျွန်တော်ဒီနေ့မှာကျွန်တော်99 in the forum မှာကျွန်တော်အမကျွန်တော်အကိုကျွန်တော်ရဲ့အညီအကိုတဝင်းခွဲနဲ့ကျွန်တော်99 in the forum ဆောက်ရတော့ဖြစ်ပါဆိုတော့ view list စာကြပါရင်တော့ဒီမှာကျွန်တော် server ချိန်မယ်ငါ server လေးဝင်လာကြတာဒီရောက်လာဟန်နီစပေးမလီဆေးရဟာတော့နေပါမယ်နော် bro တေချာကြည့်ပြီးလုံးမရပါလားတော့အိုင်ဟိုမှာကျွန်တော်အကူကရငါတို့တော့မရဘူးဟုတ်လားခါကျက်စိန်စီးလို့ရဟာကိုရဝင်လို့မရတော့ကျွန်တော်အကူ skin ပြပါမယ်ဒီမှာကျွန်တော်အကူကတော့ဘယ်တော့ရောက်သွားပြီဘယ်မှာကျွန်တော်အကူပဲဖြစ်ပါတယ်မခုံလာဒါကတော့ကျွန်တော်အမဒါကြဒါကျွန်တော်အမကျွန်တော်ကျက်စိန်စီးတော့ရတော့ဟုတ်တယ်တော့တည်းကျွန်တော်ဝင်လာကဒါမဟုတ်9ရောက်လား9ရောက်သူများတကဘာပြန်ထွက်သူများတကဘာပြန်ထွက်ဟိုဟေးဒီမှာမစားပါဦးလားလာရမယ်အာဟိုစောက်ကြီးနဲ့တော့3ပြောင်းဝင်လာတယ်ထားလိုက်တော့အလီပဲလာပြီးကြောက်ထားလိုက် One eternity later 2000 years later a few moments later ဒိုင်းချင်နေသိမကောင်းလို့ကျွန်တော်မပါတော့ tomorrow ကျွန်တော်တော့မပါဘူးဟဲ့Spider 99 item ကျွန်တော်တို့ဘလူးတွေပေါ့နော်အခက်အခဲတွေတွေ့ရမယ်ကြည့်ကြဟုတ်ပါကျွန်တော်ဘလို့အခက်ခဲတွေတွေ့ရမလဲဆိုတာတော့ကြည့်ရသေးတယ်ဒီမှာ Justin event လို့ပြောရပဲကျွန်တော် Justin ဒီလိုကောက်ကဲကျွန်တော်စနေတယ်ကျွန်တော်မဘယ်ရောက်ငါမသိလားโอเคကျွန်တော်တွေ့လာမငါလည်းရက်ဟဲ့ထမင်းစားသပိုင်းဒီလိုတက်ခုတ်ထားနေအောင်ငါဟိုကလောက်လာအောင်မကြလားမတနေ့တော့ခုတ်လာလားငါဘန်းလာလားဘလို့ထဲဖျောက်လိုက်ငါမျိုးပြန်အဲ့လိုရငါဖြောက်တာလေအေးလေအဲ့ဒါကိုလောက်လိုက်လေတအားနဲ့ပြီးရပြမယ်ရလိုက်ပြောက်လိုက်လားဒီပြောက်လိုက်โอเคကျွန်တော်ဝင်သွားပြီကျွန်တော်အမအိမ်နဲ့တက်တော့ခုတ်ပါမယ်ဆိုတော့မစိတ်လေးရောက်ပြီကျွန်တော်ကိုတက်ခုတ်နေရမှာဆောက်ချိုးကြီးပေါ့နော်ဆောက်ချိုးကြီးတက်ခုတ်ဟာတပိန်ကျိုးဝိုင်းတကိုင်းပါမတကိုင်းကျိုးဝါရှောဟာလာခေါ်တက်တော့ခေါ်မယ်ပေါ့ဟောမကျွန်တော်မချစ်ထင်းနေသွားယူလာသလားထင်းနေသွားယူလာအေးမစရာကြီးလောက်လာသူများမစတူထားလိုက်မယ်ကျွန်တော်တို့ပြီးကြပေါ့နော်ဟိုမျိုးစင်းကြီးမှာတော့ဓမီသွားယူပါမယ်โอเคဟုတ်တယ်ဟိုတာဝါမလားဟုတ်တယ်ငါသွားယူထားလိုက်အောင်โอเคဘယ်နဲ့လက်ယူရမှာ3လက်ပေါ့ဟိုစောက်ကမှပါလာစောက်ကမှမပါဘဲနဲ့လကားနေကျွန်တော်တို့အစားတော့4ယောက်ဆုံးပါ1ယောက်ကတော့4ယောက်ပဲလေနိုင်မရလို့ပါ4ယောက်မဟုတ်လားတော့ဗာဒီအလုံးမထွက်တာအဲ့ကျွန်တော်မီးသွားဖို့ရမလားကျွန်တော်ဓမီဒီမှာတမင်းစားစပွဲရတော့ဗာလဲမသိဓမီးရသွားထည့်တာလားဘာတက်တိုင်းလဲယုံတက်မယ်ခဏကြီးရောက်လိုက်ဘာမှ hey right way ဟဲ့ငါဟိုယုံမတော့တက်ယုံမတာတော့ခဏတည်းရယုံမတာတည်ရောမယ်ယုံမတာတက်ယုံမတာတက်လည်းမလွယ်ကူလားလေလည်းပြီလို့ငါကနဲ့ပြန်လို့ယုံမတာတက်မယ်ရောစတော့မလို့တော့ကျွန်တော်အခုမှဒေးဝဲမဲ့ရတယ်ဘာလို့မကျွန်တော်ဟိုတာဝါကိုရင်သွားကြမလားရောက်နေလားတာဝါမှာဓမီသွားယူတော့အနီးဆုံးအိမ်ကိုသွားကြမှာငါတို့အနီးဆုံးဟိုကျက်စင်တက်လို့ရဟေးကျက်စင်ထွက်ပြီးရဒီကမြန်းနေရှောဝင်းပလေးကလေးကဲနေရကွာကလေးကဲလိန်လူတွေ့မှာသွားလိုက်အောင်မင်းတော့ငါဒီမှာကျက်စင်ကိုတိုက်ပါရမယ်ဟဲ့ညားရောက်ပြီတဲ့ညားရောက်ပြီတဲ့ညားတို့စားလူတွေကွာဟဲ့ချီအောင်လာတကီရောက်နေပြေးတော့ညားရောက်ပြီတဲ့ဝင်းမလေးတက်မလားကိုကြီးလားဟာဝင်းမလေးတက်လို့မရဘူးလေဝင်းမလေးခတ်တယ်နော်တက်ဖို့ဖြစ်တာပါကျွန်တော်တို့အစားရပြီနော်ကျွန်တော်တို့အစားရပါပြီခင်ဗျာအဖျားကြီးအဲ့ပါဦးရပြီတော့ငါမ chest ဖွင့်လာအောင်ကိုမိုက်တော့ chest ဖွင့်လာ chest ဖွင့်လာအောင်မလားခဏလေး brother ရေနောက်ဆုံးတော့ရောက်ပါပြီokay chest ဖွင့်လိုက်တာဗာရလဲဆိုဟိုgood set ရတယ်ကိုဆက်တောင်းလိုက်ပြီ15ခုတော့ဆန်နေကျွန်တော်ညီတော့ကျွန်တော်အစာရီလုပ်ဘူးပါခင်ဗျာအဲ့ဒါအစာရီချက်ထားလာမင်း
မကျက်စင်လိုက်ပါလို့ လို့လာလိုက်တော့ တာဝါပေါ်တက်ပြီးလိုက်ရမလား မင်းအသားပေါင်း တာဝါပေါ်တက်ပြီးလိုက်မယ်တာဝါပေါ် ဟင်းချက်ကြတယ်ကွာ ကျွန်တော်တို့ပြီးတဲ့ကလေးတယောက်သွားခဲ့ပါမယ်ခင်ဗျ ဟုတ်တယ်ဟိုဒိုင်နိုခစ်လာဒိုင်နိုခစ် သွားခဲ့မှာတော့ကလေးပြီးရင် ခါကျွန်တော်ဓမီရှိလားမဟုတ်ဓမီရှိတယ်ဓမီရေးပါအကုန်ယူသွားလိုက်မယ်ကျွန်တော်အမဒါဟိုကောင်မအတွက်ဟိုခရာမုံအတွက်ဒါကျွန်တော်အမအတွက်ဒါကျွန်တော်အတွက်အကုန်သေးသွားလိုက် မနဲ့မိုးလေးကိုဘယ်လောက်လိုလဲ တော်တော်လူသေးကျွန်တော်တို့ခုလိုအဲ့ဒါတော့ ဒီကလေးသွားကြရဒိုင်နိုခစ် အေးတော့ခဲ့တော့ ကျွန်တော်ရှေ့ကလေးလေးကျွန်တော်တို့ရှေ့ကလေးလေးစောနေတာတော့နည်းနည်းတော့တီးခံပေးပါ အရှိကလေးကချေအရှိကလေးကချေဆော့နေတာ ဟုတ်တယ်ကလေးကချီဟဲ့က ချောတယ်ခုချလိုက်ရတယ် ဓမီအောက်ကြဘာသာလဲ ဝီဆိုတဲ့တမ်းပဲကျွန်တော်တို့ရဲ့အကိုကြီးဆိုတော့အနောက်မှာဘလော့ဖူးစောနေပါတယ် အကိုကြီးတော့ဗာလေ ဖမ်းနေပါ လောဆိုဟေးဝေးပလီကြရကရှောထွက်ပြေးပြီရောဝေးပလီလိုက်လာပြီရှောဟဲ့ငါတေတော့မယ်ဟဲ့ငါတေလို့မပြေဘူးငါတေလို့မပြေငါဝေးပလီလိုက် ဓမီတက်လက်နဲ့ဘဲကောင်လဲမသိ ငါတေလို့ပြေဟာရောက်ဟဲ့ငါလာခဲ့ငါတေဝိုင်းငါလာခဲ့လို့ငါတေဝိုင်း ဘလို့လာဘယ်နားမှာ ငါဟိုဝေးပလီအနီအောင်နေနားမှာအဲ့ပါမလားအဲ့ပါမှာဝင်းပလီအနီအောင်နေနားမှာဝင်းပလီအနီအောင်နေနားမှာလို့ ရဘူးလေ ဝင်းမလေးနေအောင်နေနားမှာငါတီးသွားတာလို့ revive ကလည်းလုံးလို့မရတော့လီပဲမဆန်နေပြီလို့တီးသွားပြီလို့ကဲခိနေပြတော့အာလူအရင် join မှာအာလူလည်းမင်းကိန်းနဲ့ထွက်တော့အာလူလည်းကိန်းနဲ့ထွက်တော့ကဲခဲရထွက်တော့ညဗီဒီယိုလေးကလောက်ပါအဲ့တော့ sorry ကြည့်ရှုပေးကြကြည့်ကြကျေးဇူးတပါတယ်အားလုံးပဲ bye bye